Hello 皆さんတို့ဒီတစ်ခေါက်မှာတော့ဂျပန်ယောက်ျားလေးမိနစ်သက်စီထဲမှာဘာကောင်းတာလေးတောင်းရမလဲဆိုပြီးတော့မေးထားတဲ့မောင်လေးတွေအတွက်ရမုံတည့်ရဲ့မိနစ်သက်စီလေးပြပြပေးလိုက်ပါတယ်ပထမတစ်ခုကကျတော့ Biore ပါဒီ Biore brand ကဂျပန်မှာယောက်ျားလေးတော်တော်များများအသုံးများကြတယ်မျက်နှာရဲ့အတွင်းပိုင်းထိအောင်တေချာလေး deep cleansing လုပ်ပေးနိုင်တယ်ပြီးတော့ shaving cream နဲ့လည်းသုံးလို့ရတဲ့အတွက်မိုးစိတ်ရတဲ့အခါမှာလည်း cream ထပ်သုံးစရာမလိုတော့ဘူးပေါ့နော်နောက်တစ်ခုကတော့ Oxy dishwash ပါဒီကောင်လေးကလေ face scrub တစ်ခါတည်းပါတော့ဒီ black hat တွေစာဝတ်ရှင်တွေလည်းဖယ်ပေးတယ်အစီပြည့်တဲ့ယောက်ျားလေးသုံးကြည့်သင့်ပါတယ်ပြီးတော့ရင်ဒီအပြာလေးကကျတော့ Oxy Perfect Wash ပါသူကလေအထဲမှာ salicylic acid ပါတဲ့အတွက်မျက်နှာပေါ်မှာရှိတဲ့ dead cell တွေကိုဖယ်ပေးတယ်ပြီးတော့ ultra cooling effect ပါတဲ့အတွက်မျက်နှာသစ်ပြီးအေးလေးနဲ့ပေါ့နော်ဒီကောင်လေးကိုသုံးကြည့်ပါဒီကောင်လေးကကျတော့ Gatsby ရဲ့ charcoal မျက်နှာသစ်စီလေးပေါ့သူက charcoal ပါတဲ့အတွက်မျက်နှာပေါ်မှာရှိတဲ့အဆီနဲ့ညစ်ကြေးကိုလုံးဝဆုပ်ယူပေးနိုင်ပါတယ်ပြီးတော့ရင်ဒီအပြာလေးကကျတော့သူ cooling နဲ့ refreshing effect ကိုပေးတယ်ပေါ့နော်ပြုတ်ကိုတစ်ပြီးသွားမျက်နှာလေးကအေးလေးနဲ့ micro scrub ပါတဲ့အတွက်လည်း deep cleansing လုပ်ပေးနိုင်ပါတယ်ဒီအစိမ်းရောင်လေးကကျတော့ဝက်ရှန်ထွက်တဲ့ယောက်ျားလေးနဲ့တင့်တော်ပါတယ် 100% neutral ပစ္စည်းနဲ့လှုပ်ထားတာဖြစ်တဲ့အတွက်အသားအသစ်ပြီး6ကြီးမဖြစ်ပဲဆူဆူလေးဖြစ်စေပါတယ်ဒါလေးတွေကတော့ဂျပန်မှာယောက်ျားလေးတော်တော်များများအသုံးများပြီးတော့ပစ္စည်းလည်းကောင်းတယ်ဈေးလည်းတင်းတင်းနဲ့ဂျပန်မှာယောက်ျားလေး3မိနစ်သက်စီလေးဖြစ်ပါတယ်အားလုံးပဲဘိုင်